performance review နဲ့ performance appraisal ရဲ့ကွာခြားပုံလေးတွေကိုကြောက်ပြပေးတော့ပါမယ် performance review ဆိုတာပုံမှန်လုပ်ဆောင်ရတဲ့အရာဖြစ်တယ်တစ်လတစ်ချိန်သုံးလတစ်ချိန်ကိုယ်ဝန်ထမ်းနဲ့ manager ရဲ့ကြားမှာလိုအပ်ချက်တွေကိုဆွေးနွေးမယ် feedback ပေးမယ် coaching လုပ်ပေးမယ် goal tracking စတဲ့အချက်တွေပါဝင်တာဖြစ်တယ် performance appraisal ဆိုတာဝန်ထမ်းတွေရဲ့စွမ်းရည်ကို rating score အဆင့်သတ်မှတ်ပြီးတော့နှစ်စဉ်ပြုလုပ်တဲ့အရာဖြစ်ပါတယ် performance appraisal လုပ်ခြင်းရဲ့အဆုံးမှာလစာတိုးတာ bonus promotion စသဖြင့်ကဲဖြစ်စနစ်တွေပါဝင်တာဖြစ်တယ်။ကဲအခုဆိုရင် performance review နဲ့ performance appraisal ရဲ့ကွဲပြားမှုတွေကိုသိပြီဆိုတော့မိမိလုပ်ငန်းမှာပြန်လည်ပြီးအသုံးပြုနိုင်ကြပါစေနော်။ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိရဆို like and share လုပ်ပေးကြအောင်နော်။